ပါရာစိုက်တွေအကြောင်းကိုဘာကြောင့်သိထားရမှာလဲအရန်ကိုလိုအပ်တဲ့အရာဖြစ်ပါတယ်။ basic ကနေပြီးတော့မှ master တိသွားမဲ့ level တိုင်းမှာပါရာအောက်စိုက်ရဲ့အလုပ်လုပ်ပုံကအရန်ရေးကြည့်တယ်။ဘယ်လိုပုံစံမျိုးရှိတာလဲဥပမာချုပ်ပြီးသားဆန်သားပေါ်ကနေကာလာတွေစိုးပြီးဆိုရင်ကာလာဆန်းတွေစိုးတာများတယ်။ကာလာဆန်းတွေမဟုတ်ရင်တော့အခုနောက်ပိုင်းဆိုလို့ရှိရင်เนาะ level 10နေ9နေပေါ်မှာမဟုတ်ဘဲနဲ့8နေ7နေရနေပြီးတော့မှစိုးလို့ရတဲ့ကာလာအမျိုးအစားဆန်းတာလေးတွေရှိတယ်။အဲ့ဒါဆိုလို့ရှိရင်ဒီလိုကာလာဆန်းတွေဆက်ပြီးတော့မှဆက်တာမှန်ကန်တယ်။ဒါပေမဲ့ပါရာအောက်ဆိုက်ရွေးချယ်မှုမှားသွားခဲ့ရင်အယောင်ဒီတခြားတယောင်ဖြစ်သွားမှာဖြစ်တယ်။အဲ့တော့ကာလာတွေကဆန်သားတဲ့ကိုဝင်ရောက်ပြီးတော့မှတန်လာပပလေးရှိနေဖို့ဆိုရင်ဒီပါရာအောက်ဆိုက်ရဲ့အလုပ်လုပ်ပွားလည်းအရေးကြီးတယ်။ပါရာအောက်ဆိုက်တွေဒီလိုစွန့်ထုတ်မှုကိုလုပ်ပေးနိုင်လို့ဖြစ်ဆက်မှုကိုလည်းလုပ်ပေးတယ်။သူ့ရဲ့လုံဆောင်ချက်တွေကြောင့်လည်းဆန်သားတွေကအန်နာတုံးတွေပေါ်လာတယ်။ပြီးတော့မှဒီအန်နာတုံးတွေကိုcorrection လုပ်မယ် cleansing လုပ်မယ်အဲ့ဒီအရာတွေဆုံးဖြတ်မှာဖြစ်တယ်။အဲ့တော့ဒီ master အထိဒီပါရာအောက်ဆိုက်ရဲ့အလုပ်လုပ်ပုံလည်းမဖြစ်မနေသိထားမှာဖြစ်ပါတယ်။အဲ့တော့ဒီအကြောင်းအရာတွေအသေးစိတ်သိကျင်နေဆိုရင်တော့ဒီရဲ့အခုဖွင့်ပေးမယ်အပြင်တွေ့သင်တန်းလေးရှိတယ်။အပြင်တွေ့သင်တန်းကဒီဟိုတယ်မှာကျင်းပမယ်သင်တန်းကာလ2ရက်ဖြစ်ပါတယ်အဲ့ဒီ2ရက်မှာဒီအခုလိုပါရာအောက်ဆိုက်အကြောင်းတွေကာလာ theory တွေအနာတော့အကြောင်းတွေအပြင်မှာဒီအခုန master class ထဲမှာပါတယ် creation တွေအကြောင်းကိုသင်ပေးမှာဖြစ်တယ်ဒီခုရဲ့အပြင်တွေ့သင်တန်း15သိန်း5000တန်ကိုအခုနေအထူးကြီး9900နဲ့အထူးလက်ဆောင်အစီအစဉ်လေးနဲ့ပေးထားတယ်ဒီချက်ကြီးရဲ့ပေးမှာအထူးသေးလေးနဲ့အမိသွား join လိုက်ပါအပြည့်တွေ့တင်တန်းမှာစုံမယ်အားလုံးပဲကျေးဇူးပါဒီချက်ကြီးပါ